နေတဲ့သူမုံသားချဲပကွက်ကြောင်းနဲ့ကေတာထမနန်းဆန်လို့ရဲ့အလားထိတ်ကောင်းတဲ့ပူဆောင်ဘယ်စုတော်များကောင်းခဲ့လေတဲ့တမှုနဲ့သက်ကျွေးသူဝေစားကရသဝင်များတဲ့မှာတင်စားလို့သာမြည်တွင်နေတယ်မပါဝရီသူဝေစားဝေဖွာလေသလားမောင်ရဲ့ခေပြူညမောင်ဆန်းဆန်းရင်ညိုချောင်းပင်ကိုယ်တော်ဖြူလာနေတဲ့သူမုံသားချဲပကွက်ကြောင်းနဲ့ကေတာထမနန်းဆန်လို့ရဲ့အလားထိတ်ကောင်းတဲ့ပူဆောင်ဘယ်စုတော်များကောင်းခဲ့လေတဲ့တမှုနဲ့သက်ကျွေးသူဝေစားကရသဝင်များတဲ့မှာတင်စားလို့သာမြည်တွင်နေတဲ့ပပဝရီသူဝေစားဝေဖွာလေသလားမောင်ရဲ့ခေပြုံးဖြူနမောင်ကတိပါစံကေတာတစ်ဖက်ချူထုံးရမြမရေမောင်စင်ရင်ကလာကိုဝင်းထဲရောပင်နီလုံကြီးလေးလေးသာပုံတော်ဖနလေးစီကမြင်ရတဲ့သူရွှေရင်ပူတရားရိုးရိုးလေးရင်မပေးပြမြနမောင်လေးဖေးမကူညီပါသမတယောက်ထဲရင်နေရင်နေကကွယ်သစ္စာခိုင်မြဲရဲ့မရိုင်လေးရဲ့မောင်ရှိပါမယ်သစ္စာခိုင်မြဲရဲ့မရိုင်လေးရဲ့မောင်ရှိပါမယ်သမတယောက်ထဲရင်နေရင်နေကကွယ်မောင်တလျာပြွရဲ့မင်းရဲ့စုံစည်းရဲ့ကလေးနှီးဆက်စီခြင်းနဲ့ညမောင်ဆန်းဆန်းရင်ညိုချောင်းပင်ကိုယ်တော်ဖြူလာနေတဲ့သူမုံသားချဲပကွက်ကြောင်းနဲ့ကေတာထမနန်းဆန်လို့ရဲ့အလားထိတ်ကောင်းတဲ့ပူဆောင်ဘယ်စုတော်များကောင်းခဲ့လေတဲ့တမှုနဲ့သက်ကျွေးသူဝေစားကရသဝင်များတဲ့မှာတင်စားလို့သာမြည်တွင်နေတဲ့ပပဝရီသူဝေစားဝေဖွာလေသလားမောင်ရဲ့ခင်ပြူဖြူနမောင်ကတိပါစံကေတာတစ်ဖက်ရှူထုံးရမြမရေမုံစင်ရင်ကလာကိုဝင်းထဲရောပင်နီလုံကြီးလေးနဲ့သာပုံတော်ဖနလေးစီကမြင်ရတဲ့သူရွှေရင်ပူတရားရိုးရိုးလေးရင်မပေးပြမြနမောင်လေးဖေးမကူညီပါသမတယောက်ထဲရင်နေရင်နေကကွယ်သစ္စာခိုင်မြဲရဲ့မရိုင်လေးရဲ့မောင်ရှိပါမယ်သစ္စာခိုင်မြဲရဲ့မရိုင်လေးရဲ့မောင်ရှိပါမယ်သမတယောက်ထဲရင်နေရင်နေကကွယ်မောင်တလျာပြိုရဲ့မင်းရဲ့စုံစည်းရဲ့ကလေးနှီးဆက်စီခြင်းနဲ့